စကိုင်းတိုင်းမုံရွာချောင်းလမ်းမပေါ်တွင်စက်ကြီးကောက်ပြီးမိုင်းရှာထွက်လာတဲ့စစ်သားနဲ့ပြူစောထီးများကိုမိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Brave Heart Army BHA အဖွဲ့ကဒီကနေ့ထုတ်ပြန်လိုက်ပါတယ်။မတ်လ3ရက်နေ့နေ့လယ်2:40ခန့်မှာတောပူရွာကနေမိုင်းရှာထွက်လာတဲ့စစ်သားနဲ့ပြူစောထီးများကိုမုံရွာချောင်းလမ်းမပေါ်မှာ PDF ရဲဘော်တွေက Special မိုင်းကြီးတစ်လုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကြောင့်တောပူရွာမှပြူစောထီးတအူးသေဆုံးခဲ့ပြီး4ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Brave Heart Army BHA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ပြူစောထီးများထိခိုက်မှုနဲ့ပတ်သက်ပြီးတော့ MNO News အနေနဲ့တိကျအတည်ပြုနိုင်တာမရှိသေးပါဘူး။တိုက်ခိုက်မှုအပြီးမှာ PDF ရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုကို Brave Heart Army BHA အဖွဲ့မုံရွာ Dynamite SDF အဖွဲ့နဲ့ချင်းတွင်း Fighter Group CFG အဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာဖြစ်ပါတယ်။ဒါ့အပြင်အဲ့ဒီနေ့ကညဘက်မှာစစ်တပ်ကကျေးမုံရွာထဲမှာရှိတဲ့ပြည်သူနေအိမ်တစ်လုံးမှာကားနဲ့ပတ်စံတွေကိုယူဆောင်ပြီးတော့ရွာတွေကပြည်သူတွေကိုပစ်ခတ်ခဲ့တယ်လို့ Brave Heart Army ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲ့ဒီပစ်ခတ်မှုကြောင့်ပြည်သူတအူးလည်းထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့သိရှိရပါတယ်။ Brave Heart Army BHA အဖွဲ့ဟာမုံရွာမန္တလေးလမ်းပိုင်းနဲ့မုံရွာချောင်းလမ်းပိုင်းတွေမှာစီရင်တန်းများစစ်တပ်စစ်ကြောင်းများကိုမဟာမိတ်တပ်ဖွဲ့များနဲ့ပူးပေါင်းပြီးမကြာခဏမိုင်းခွဲတိုက်ခိုက်တာတွေကြားပြတ်တိုက်ခိုက်တာတွေကိုပြုလုပ်ခဲ့ပါတယ်။အခုလိုစစ်စင်ရေးတွေဆောင်ရွက်နိုင်ဖို့အတွက်ထောက်ပို့လူရန်ပေးခဲ့ကြတဲ့ဒီတွင်ဒီပမှပြည်သူများအားလုံးကိုကျေးဇူးတင်ပြီးတော့နောက်ထပ်စစ်စင်ရေးတွေဆောင်ရွက်နိုင်ဖို့အတွက်ဆက်လက်ပံ့ပိုးပေးကြဖို့ Brave Heart Army BHA အဖွဲ့ကမေတ္တာရပ်ခံတောင်းဆိုထားပါတယ်ရှင်။